အားလုံးပဲမင်္ဂလာပါဗျလက်တလုံးမှာတော့ Real Madrid နီးပြဇာဘီလွန်ဆိုရဲ့နေရာကတော့အတော်လေးကိုလုတ်ခတ်နေပြီလို့ပြောပါမယ် Real တို့ဟာဆွမ်းဆောင်ရည်ဇက်တိုက်ကြာဆင်းနေသလိုနောက်ဆုံးကစားခဲ့တဲ့ Champions League ပွဲစဉ်မှာလည်း Man City တို့ကိုရှုံးနေလို့ထားပါတယ်လက်ရှိ Real Madrid နီးပြဇာဘီအလွန်ဆိုနေတဲ့နီးပြသက်တမ်း9လကြာမှာပဲအသင်းနဲ့လမ်းခွဲရဖို့များနေပါတယ် Ancelotti တို့နီးပြတယောက်ရဲ့နေရာကိုဆက်ခံခဲ့တာကလည်းအလွန်ဆိုအတွက်အများအားစိတ်ကောင်းမှုတစ်ခုဖြစ်စေပါတယ်အလွန်ဆိုရဲ့ဘန်လီဗာကူစင်မှာပြသခဲ့တဲ့ဆွမ်းဆောင်ရည်က Real Madrid ရဲ့ကျယ်ဝင့်ကစားသမားတွေကိုကြီးမားတဲ့ဩဇာတရားမှုရှိပုံတော့မရပါဘူး။အသက်44နှစ်သာရှိသေးတဲ့အလွန်ဆိုနေတဲ့ Real နဲ့တူကောင်းမွန်တဲ့စတင်ခြင်းတွေလှုပ်ဆောင်နိုင်ခဲ့ပေမဲ့လက်ရှိအခြေအနေမှာတော့ဆွမ်းဆောင်ရည်တွေစတိုက်ကျဆင်းလို့နေပါတယ်။ Spain Blue ကြီးဟာနောက်ဆုံးကစားခဲ့တဲ့10ပွဲမှာ2ပွဲပဲအနိုင်ရခဲ့ပြီးအလွန်ဆိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမိကုန်းတွေအများကြီးရှိလာပြီးပဲဖြစ်ပါတယ်။လက်ရှိမှာတော့ဇာဘီအလွန်ဆိုအလွန် Real ရဲ့နီးပြအသစ်ဖြစ်ရေပန်းစားဆုံးနီးပြ5ဦးကိုပြောပြပေးသွားပါမယ်။နံပါတ်5 Cesc Fabregas ဘာစီလိုနာကျယ်ပွင့်ဟောင်းအနေနဲ့ Real နီးပြဖြစ်နိုင်မှုအခြေအနေအလွန်နည်းပါးပါတယ်။ဒါပေမဲ့ဒါကလည်းဘောလုံးလောကပါဘာမဆိုဖြစ်လာနိုင်ပါတယ်။လက်လော့ကိုမိုမှာဆွမ်းဆောင်ရင်ကောင်းတွေပြသနေသလိုဒီကနေ့ဘောလုံးလောကရဲ့ဆိတ်လို့ရှားစရာနီးပြတွေကတအိုးဖြစ်တောက်လျှောက်အတိမတ်ဖြူခံနေရတဲ့အသက်38နှစ်သာရှိသေးတဲ့လူငယ်နီးပြလေးဟာ2023-24ဘောလုံးရသည်မှာကိုမိုအသင်းကိုစီးရီးကိုပို့ဆောင်နိုင်ခဲ့ပြီး2024-25မှာတော့ကိုမိုနဲ့တူစီးရီးတန်းစီစရာအဆင့်10နေရာနဲ့ပန်းဝင်နိုင်ခဲ့ပါတယ်။လက်လုံးမှာတော့ကိုမိုအသင်းဟာစီးရီး14ဝဲကစားပြီးတဲ့ချိန်ထိအဆင့်6နေရာမှာရပ်တည်လို့နေပါတယ်။ဒါပေမဲ့လည်းဘာစီလိုနာကျယ်ပွင့်ဟောင်းနေနဲ့တွေးကြုံနေပါလုံးပြီးအလွန်ဆိုလိုဘွန်ဒလီဂါချန်ပီယံအောင်ဖေတော့မဲ့ Real နီးပြနေရာအတွက်အလံဝေလွန်ပါသေးတယ်။နံပါတ်4ရာချန်ကလော့ကမ္ဘာအကြီးမားဆုံးကလပ်ကြီးကိုကင်တွယ်ဖို့လက်တော်အလုံးလက်မဲ့ဖြစ်နေတဲ့နီးပြတွေထဲမှာတော့ထိုက်တန်ဆုံးနီးပြပါလက်တော်လုံးနဲ့ကင်တဲ့နီးပြတွေထဲမှာတော့ရာချန်ကလော့လိုကိုရေးမှတ်တမ်းပိုင်ဆိုင်ထားတဲ့နီးပြအလွန်နည်းပါသေးတယ်နီးပြဘွားကနေအနားယူပြီးဆိုပြီးလီဗာပူးမှာရွှေကွန်းနဲ့လက်ဆေးခဲ့တဲ့နီးပြကြီးကသူ့ရဲ့ဂရိကိုစောင့်ထင်းခဲ့ပြီးဇန်နဝါရီမှာ Red Bull ရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲဖြစ်လာခဲ့ပါတယ်ဒါပေမဲ့လည်း Real တို့ကသာခေါ်ယူမယ်ဆိုရင်ညှင်းပယ်နိုင်ဖို့အလားအလာအလွန်နည်းပြီးနီးပြလောကရဲ့ပြန်လည်ရောက်လာနိုင်ဖို့ချိတ်ဆက်ပြောဆိုမှုတွေရှိလာပါတယ်အင်္ဂလန်ဂျာမနီနဲ့ဥရောပဖလားအားလုံးဒီပါစုခုခဲ့မှုတဲ့အတွေ့အကြုံရှိနီးပြကြီးအနေနဲ့ချန်ပီယံလိ15လုံးပိုင်ရှင်အသင်းရဲ့ခေါင်းကိုင်နီးပြနေရာဟာအိမ်မက်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်း Red Bull အကြီးကဲ Oliver Minflev ကတော့နီးပြကြီးအနေနဲ့လက်လုံးမှာနီးပြလို့ဖို့စိတ်ဝင်စားမှုမရှိကြောင်းအတိအလင်းကြေညာလို့ထားပါတယ်။ဒါပေမဲ့Raul ဘန်လီဗာကူစင်မှာအလွန်ဆိုမထွန်းပေါက်ခင်က Ancelotti နေရာကိုအစားထိုးဖို့ရရခံရတဲ့နီးပြက Raul ပါ။ Real ရဲ့ကန်ဝင်ကစားသမား Real Madrid Castilla ကို6နှစ်ကြာကင်တွယ်ခဲ့ပြီး Real ရဲ့လက်လက်သွားမဲ့နေရာတစ်ခုအတွက်စောင့်ဆိုင်နေသူပါ။ရာဦးကလက်ရှိပထမအသင်းမှာခြေစွမ်းပြနေတဲ့ Raul Sancio, Gonzalo Garcia တို့ကိုအကောင်းဆုံးဆွမ်းဆောင်ရည်ရအောင်အရေးချင်းမြင့်တင်ပေးထားသူလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Real တို့အနေနဲ့ Raul ကိုလက်တလုံးမှာတော့တတိယဦးစားပေးနီးပြအဖြစ်သာရှုမြင်လို့နေပါတယ်။နံပါတ်1နဲ့နံပါတ်2နီးပြတွေမခေါ်ယူနိုင်မှသာ Raul ကိုရွေးချယ်သွားဖို့ရှိပါတယ်။နံပါတ်2ဇီဒန် Real ရဲ့ဆန္ဒအတိုင်းသာဆိုရင်အလွန်ဆိုလွန် Real တို့ကိုပြန်လည်ကယ်တင်နိုင်မဲ့နီးပြဇီဒန်ဖြစ်ဖို့များပါတယ်။ဘာနီဗျူကွင်းတွင်းမှာနီးပြပွားနေရောကစားသမားပွားနေမှာကြီးမားတဲ့အငွေ့အသက်တွေထားရှိထားတဲ့ဇီဒန်ဟာအင်မတန်မှကိုသူမတူအောင်ထူးခြားတဲ့ဘောလုံးကပါရဲ့ကန်ဝင်တူပါဇီဒန်အနေနဲ့ Real တို့ကိုနီးပြအဖြစ်ကင်တွယ်စဉ်ကကမ္ဘာအကျော်ဆုံးနဲ့အတအကြီးဆုံးကစားသမားတွေကိုကင်တွယ်ခဲ့ရပြီးအကောင်းဆုံးစီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ချန်ပီယံလိဖလားကိုလည်း3နှစ်ဆက်တိုက်ဆုခူးနိုင်ခဲ့ပါသေးတယ်။ Cristiano Ronaldo ဦးဆောင်တဲ့ကစားသမားတွေကိုအကောင်းဆုံးကင်တွယ်ခဲ့ပြီးနောင်တက်လာမဲ့စူပါစတာမျိုးဆက်တစ်ခုကိုလည်းအုံမြင့်ချထားနိုင်ခဲ့ပါတယ်။အသက်53နှစ်အရွယ်ရှိပြီဖြစ်တဲ့ဇီဒန်အနေနဲ့လက်လုံးမှာတော့လောက်ကင်မရှိသေးပဲ2026ကမ္ဘာဖလားပြည့်ရင်ပြည်သက်သေးကိုကင်တွယ်ဖို့စောင့်ဆိုင်နေတယ်လို့ယူဆချက်တော်များရှိလို့ထားပါတယ်။ဒါပေမဲ့လည်း Manchester City ကိုရှုံးနေတဲ့ပွဲစဉ်ရဲ့ပွဲကြီးစဉ်အထက်မှာရှိနေခဲ့တဲ့ဇီဒန်ကို Real ပရိသတ်အများစုကတော့ပြန်လာဖို့မျှော်လင့်နေကြပါတယ်။နံပါတ်1 Alvaro Arbeloaစိတ်လို့ရှားစရာအကောင်းဆုံးမဟုတ်ပေမဲ့လက်လုံးမှာတော့အလွန်ဆိုရဲ့နေရာအတွက်ထူးခြားဥဆောင်နေတဲ့နီးပြတူပါဂန်နွေရာဦးထွက်ခွာပြီးတဲ့နောက်လစ်လက်နေတဲ့ Real Castilla ကိုကင်တွယ်နေတဲ့စပိန်လူမျိုးနီးပြကိုလက်ရှိ Real Madrid နဲ့လိုက်ဖက်ဆုံးနီးပြအဖြစ်တစ်ပေးလို့ထားပါတယ် Real ရန်သင်းနဲ့အထင်ကြီးစရာဆွမ်းဆောင်ရည်တွေပြသနေတဲ့ Arbeloa က Real အသင်းကြီးအတွက်ခေါ်ယူလိုက်ပါကနောက်တစ်ဆင့်အတွက်အဆင်သင့်ဖြစ်နေသူကိုယူဆထားကြပါတယ်သက်42နှစ်သာရှိသေးတဲ့စပိန်လူမျိုးနီးပြအနေနဲ့ဇီဒန်နဲ့နှိုင်းယှဉ်ဖို့လွယ်မယ်ဇီဒန်လိုဖြစ်လာနိုင်တဲ့နီးပြအဖြစ် Real တာဝန်ရှိသူတွေကရှုမြင်လို့ထားပါတယ်အလွန်ဆိုအလွန် Real တို့ကိုယာယီနီးပြဖြစ်အကောင်းဆုံးကင်တွယ်နိုင်တဲ့နီးပြတအုပ်ဖြစ်သလို Real ရဲ့နီးပြစနစ်အတွင်းမှာပဲရှိနေပြီးအသင်းကိုကောင်းကောင်းကင်တွယ်နိုင်တဲ့နီးပြမျိုးပါအာဗီလိုအနေနဲ့ Real တို့ရဲ့ဥက္ကဋ္ဌကြီး Pires တန်ကဖုံးကော်ဆိုမှုရရှိပြီးနာရီပိုင်းအတွင်းမှာပဲလက်ရှိလူစင်းနဲ့လေ့ကျင့်ခန်းဆင်းနိုင်တဲ့နီးပြဖြစ်ပါတယ်ဒါပေမဲ့လည်းဒါတွေကလက်တလောခံမှန်းချက်တွေဖြစ်ပြီး Real နီးပြနေရာတွေဘယ်သူဖြစ်လာမလဲဆိုတာကတော့အင်တာမတ်ကိုစိတ်ဝင်စားစရာဖြစ်လာနေပြီပဲဖြစ်ပါတယ် Real နီးပြနေရာတွေမိတ်ဆွေတို့ရဲ့အမြင်လေးတွေရှင်းလဲဆွေးနွေးပေးပါအောင်အခုလိုနားဆင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်